အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ပြီးခဲ့တဲ့ပေါ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ဒါပြပြသွားမှာဖြစ်ပါတယ်ဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုပေါ့လေဒါဗဟိုပြုပြီးတော့ဒီ pressure scale ခွန်ဒါတမခွန်ရနဲ့ဒီမြောက်စက်ကီလာနေပေါ့လေလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ပြပြသွားမှာဆိုလို့ရှိရင်အဲ့ဒီငလျင်ပေါ့လေစကိုင်းမြို့အနီးကိုဒါဗဟိုပြုပြီးတော့လှုပ်ခတ်သွားတယ်ဆိုမဲ့လို့အဲ့ဒီနားမှာရှိတဲ့မြို့ကြီးတွေဖြစ်တဲ့ပေါ့စကိုင်းရဲ့မန္တလေးရဲ့ဒီပြီးတော့အဲ့ဒီမြို့ကြီးတွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့ကြတာဖြစ်တယ်လို့တခြားမြို့နယ်တချို့မှာလည်းပဲထိခိုက်မှုတွေဒီငငယ်ပေါ့လေရှိခဲ့ကြတာပဲဖြစ်တယ်ဒါကြောင့်မို့လို့ဒါနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပေါ့လေအရေးပေါ်ဒါကိစ္စရေးအတွက်ဆိုပြီးတော့ဒီပြည်ပနိုင်ငံကပေါ့လေတကယ်ဖွဲ့စည်းဖို့မဆိုဒါဝင်ရောက်ကူညီပေးဖို့ဒါဒီပြည်တိုင်းခံနေတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီပြည်ပနိုင်ငံခေါင်းဆောင်ဒီတချို့တွေကပေါ့လေဒီနိုင်ငံတော်ဝန်ကြီးချုပ်စီကိုပေါ့ဒီအရေးပေါ်ကိစ္စရေးအတွက်ဒီဖုံးဆက်ပြီးတော့ဒီအခုကဒီစာနဲ့ရောဒီအကြောင်းကြားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ဒီငလျင်ကြောင့်ပေါ့လေဖြစ်ခဲ့ကြတဲ့အပေါ်မှာဒီပြည်ပနိုင်ငံခေါင်းဆောင်တချို့ပေါ့လေနိုင်ငံတော်ဝန်ကြီးချုပ်တို့ကိုစာနဲ့ရောဖုံးနဲ့ရောဝန်လေးကြောင်းပြောခဲ့ကြတာဖြစ်တယ်လို့ဒီရေးတော်ကိုကူညီပေးမယ်ဆိုပြီးတော့ပြောခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီငလျင်လှုပ်ပြီးတော့ကြားခင်မှာပဲဒီပြည်ပနိုင်ငံတချို့ပါပေါ့လေဒေသရေးအတွက်ဒေသရေးအဖွဲ့ဝင်ရောက်လာခဲ့ကြဖြစ်ပါတယ်ဒီဒေသရေးအဖွဲ့ဝင်ပေါ့ချက်ချင်းဆိုသူရောက်လာကြတဲ့နိုင်ငံတွေကတော့တရုတ်ရဲ့ရုရှားရဲ့အိန္ဒိယရဲ့အခုကထိုင်းဗီယက်နမ်မလေးရှားစင်ကာပူနိုင်ငံတွေဖြစ်တယ်ဒီနောက်ပြည်ပနိုင်ငံတချို့ကလည်းဒီအဖွဲ့ဝင်နိုင်ငံတွေမရောက်လာနိုင်ငံပြင်မဲ့လို့ဒီဒေသရေးအတွက်ဒီလူသားချင်းစာနာမှုတွေအတူနေနဲ့ထပ်ပင့်ပစ္စည်းတွေကိုကူညီပေးခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံဆိုလို့ရှိရင်ဒေသရေးအတွက်ပေါ့အဖွဲ့ဝင်288ဦးရောက်လာကြတာဖြစ်ပြီးတော့အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြစ်ပေါ်လေယူနန်တန်100အပြင်နောက်ထပ်ဒေသရေးပစ္စည်းတန်ချိန်20ကိုလည်းအကူအညီပေးခဲ့တာဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလို့ရှိရင်ဒေသရေးအတွက်ပေါ့အဖွဲ့ဝင်118ဦးရောက်လာကြတာဖြစ်ပြီးတော့ဒေသရေးပစ္စည်းပေါ့လေ85တန်အကူအညီပေးခဲ့တာဖြစ်တယ်ဒီရုရှားနိုင်ငံဆိုလို့ရှိရင်လည်းဒေသရေးဝန်ထမ်းပေါ့လေအဖွဲ့ဝင်120ဦးရောက်လာဖြစ်ပြီးတော့ဒေသရေးပစ္စည်းတော်တော်များလည်းအကူအညီပေးခဲ့တာဖြစ်တယ်လို့စေယုံလင်းပစ္စည်းပေါ့လေစေယုံလင်းပစ္စည်းလည်းအကူအညီပေးခဲ့တာဖြစ်တယ်မလေးရှားနိုင်ငံဆိုလို့ရှိရင်ဒေသရေးအဖွဲ့ဝင်50နဲ့ဒီကူညီကိစ္စရေးပေါ့လေပစ္စည်းအတွက်တန်30အကူအညီပေးခဲ့တာဖြစ်ပါတယ်စင်ကာပူနိုင်ငံကဆိုလို့ရှိရင်လည်းကိစ္စရေးတော်အဖွဲ့ဝင်94ဦးရောက်လာကြတာဖြစ်တယ်ထိုင်းနိုင်ငံကဆိုလို့ရှိရင်လည်းအဖွဲ့ဝင်55ဦးရောက်လာတယ်ပြီးတော့ဒီဗီယက်နမ်နိုင်ငံဆိုလို့ရှိရင်လည်းကိစ္စရေးအဖွဲ့ဝင်ပေါ့လေ106ဦးရောက်လာဖြစ်ပြီးတော့ကိစ္စရေးပစ္စည်းတန်30အကူအညီပေးခဲ့တာဖြစ်ပါတယ်တခြားပေါ့လေပြည်ပနိုင်ငံတချို့အနေနဲ့လည်းကိစ္စရေးအဖွဲ့ဝင်တွေမရောက်လာနိုင်ကြဘူးဆိုရင်လည်းကိစ္စရေးအတွက်ပေါ့လေလူသားရဆန်ထောက်ထားမှုဒီအကူငွေနဲ့ကိစ္စရေးပစ္စည်းတွေပေါ့လေထောက်ပံ့ပစ္စည်းတွေအကူအညီပေးခဲ့တာဖြစ်ပါတယ်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်ကိစ္စရေးပစ္စည်းတော်တော်များကိုအကူအညီပေးခဲ့တာဖြစ်တယ်လို့ဩစတြေးလျနိုင်ငံဆိုလို့ရှိရင်လည်းအမေရိကန်ဒေါ်လာ2သန်းအကူအညီပေးခဲ့တာဖြစ်တယ်ဒီဥရောပသမဂ္ဂကပေါ့လေယူရို1.5သန်းနောက်တစ်ခုကယူကေနိုင်ငံဆိုလို့ရှိရင်လည်းဒီစတာလန်ပေါင်10သန်းအမေရိကန်နိုင်ငံဆိုလို့ရှိရင်လည်းအမေရိကန်ဒေါ်လာ2သန်းပေါ့လေကူညီပေးခဲ့တာဖြစ်တယ်အခုကဒီအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကိုလည်းထပ်ပြီးတော့ပေးကူညီထားမယ်လို့သိရတာဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ဒီလက်ရှိနာဆာကအစိုးရနဲ့ပေါ့လေအခုဒီငလျင်ကြောင့်ပြည်စည်းဆုံးရှုံးသွားခဲ့ရတဲ့ပုံမှာဒီအပိုင်း3ပိုင်းခွဲပြီးတော့ပေါ့လေကိစ္စရေးလုပ်ငန်းတွေကိုလှုပ်ဆောင်သွားမယ်လို့သိရတယ်အဲ့ဒါတွေကတော့ဒီကပစ္စည်းသွားခဲ့တဲ့အဆောက်အဦတွေနဲ့အပစ္စည်းတွေကိုဒီဖေရှားရှင်းနေတဲ့အပိုင်းရဲ့နောက်တစ်ခုကဒီတို့ကြပစ္စည်းနေစေဖြစ်တဲ့အဆောက်အဦစနစ်တကျပေါ့လေအန်ဒီကင်းနဲ့ဒီရှင်းနေတဲ့အပိုင်းနဲ့ပြန်နေတိဆောက်ရေးအပိုင်းဆိုပြီးတော့ကိစ္စရေးလုပ်ငန်းတွေပေါ့လေအပိုင်း3ပိုင်းခွဲပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရတယ်အားလုံးကိုကျေးဇူးတင်